ကပောက်ကျအခန်းကြီး1အငယ်29-28ကိုကြည့်အောင်ကပောက်ကျအခန်းကြီး1 29-28အားလုံးဖုန်းနေနဲ့သွားရလို့ရှိတယ်ကျဆာဦးနဲ့သွားရလို့ရှိတယ်နော်ဘုရားသခင်ရဲ့နှလုံးကိုရဖို့အရေးကြီးတယ်ဘုရားရှင်နှလုံးကကျွန်တော်တို့အတွက်အချမ်းစီတွေဘာရှိတယ်လဲကဘာဦးအခန်းကြီး1မှာကလေးကကိုတော်ပြောတဲ့အရာကဒီနေ့ကျွန်တော်တို့အတွက်သိအရေးကြီးတယ်တမန်ကျမ်းစာတအုပ်လုံးကနှလုံးကိုပဲဖော်ပြတာပါဘုရားမေတ္တာကိုဖော်ပြတယ်အချမ်းစီကိုဖော်ပြတယ်ဘုရားကောင်းမြတ်ခြင်းကဘယ်လောက်ရှိတယ်လဲတင့်ကိုဘယ်လောက်ချစ်တယ်လဲတင့်ကိုဘာဖြစ်စေခြင်းလဲဆိုတဲ့နှလုံးသားကိုဖော်ပြတဲ့ဘုရားဖြစ်တယ်ဆိုအငယ်29မှာထို့သောဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်ညီလူကိုဖန်ဆင်းတော်မူ၏မိမိပုံသဏ္ဍာန်နှင့်ညီလူကိုဖန်ဆင်းတော်မူ၏နောက်တစ်ချက်ထပ်ပြောတယ်ဘုရားသခင်သည်မိမိသဏ္ဍာန်တော်နှင့်ညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းတယ်လို့ပြောတယ်ဆိုတော့ဘုရားသခင်ကဖန်ဆင်းတဲ့အခါမှာလူယောက်ျားလူကိုဖန်ဆင်းတယ်တယောက်တည်းပြီးတော့မှလူယောက်ျားလူမိန်းမဆိုတဲ့လူမိန်းမကိုခွဲထုတ်တာဖြစ်တယ်မာကုခန်းကြီး30ရောက်တဲ့ခါမှာတခင်ခရစ်တော်ကပြောတယ်ဘုရားသခင်အစာအုပ်နဲ့ဘုရားသခင်လူယောက်ျားလူမိန်းမဖန်ဆင်းတယ်လို့ပြောပေမဲ့တေချာဖန်ဆင်းခြင်းကိုလေ့လာတဲ့အခါမှာလူယောက်ျားကိုဖန်ဆင်းတယ်ပြီးမှလူမိန်းမကိုဆွဲထုတ်တယ်ဒါဆိုရင်လူယောက်ျားဟာအရေးကြီးတဲ့ထဲမှာပါတယ်လူမိန်းမကအရေးမကြီးတာကိုပြောတာမဟုတ်ဘူးလူယောက်ျားကအရေးကြီးတယ်လို့ပြောတာဖြစ်တယ်များစွာသောအသင်းတော်တွေမှာတော့၎င်းကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာတော့၎င်းကိုယ့်ကိုဘုရားသခင်ကလူယောက်ျားဖြစ်စေခြင်းနဲ့လူမိန်းမဖြစ်စေခြင်းဟာဘာကြောင့်လဲစဉ်းစားဖို့ရည်ကြီးတယ်လောကကိုသင်ဟာလူယောက်ျားအနေနဲ့ရောက်လာခြင်းရှိတယ်လူမိန်းမအနေနဲ့ရောက်လာခြင်းရှိတယ်ဒီတစ်ခါကျွန်တော် form ဖြည့်တဲ့အခါမှာ others ဆိုတဲ့စကားလုံးတော့ male female other ပြီးမှ unspecified ဆိုတဲ့လုံးတွေ့တယ်ကျွန်တော်တို့အော်တော့ဒီခေါက်တော့ first time ပေါ့နော် others ကတော့တွေ့တာကြားပြီဒါပေမဲ့ unspecified ဆိုတဲ့လုံးထပ်တိုးတာတွေ့တယ်ဘာမှမသိတဲ့ဖွဲ့ပေါ့ယူသားပြောရတော့ဟာလားဘာမှမသိသေးဘူးသူကသူဆုံးဖြတ်ပါစေဆိုတဲ့ကန္တာရောက်လာတယ်မလားအခုလာတော့လေအမေရိကန်မှာအရန်ခေတ်စားနော်တိုးတော့တင့်ကိုဘုရားသခင်ကလူယောက်ျားနေတဲ့ထားတဲ့ခါမှာလူမိန်းမနေတဲ့ထားတဲ့ခါမှာသူ့ရဲ့အကြံစီကဘာလဲဒီလောကကိုလူယောက်ျားနေတဲ့ရောက်လာတဲ့လူမိန်းမနေတဲ့ရောက်လာတဲ့ခါမှာဘုရားသခင်အကြံစီကဘာလဲတခါလေးမှာသူလည်းလူပဲငါလည်းလူပဲဆိုတဲ့အတွေးခေါ်ရှိကောင်းရှိမယ်မဟုတ်ဘူးဘုရားသခင်မှာတင့်အတွက်အကြံစီနဲ့သူမအတွက်အကြံစီတတ်စီရှိတယ်ဆိုတော့တဒံတော်နဲ့အညီဖန်ဆင်းထားတော့နှစ်ယောက်စလုံးကတော့တဒံတော်နဲ့အညီဖန်ဆင်းတာဖြစ်ပေမဲ့ Toyota company မှာ truck ဆိုတာရှိတယ် saloon ဆိုတာရှိတယ် truck ကားဆိုတာခက်ချမ်းချမ်းမောင်းဖို့ခပစ္စည်းတင်ဖို့လုပ်ငန်းအတွက်သုံးဖို့ဖြစ်တယ် truck ကားဆိုတာsaloon ကားဆိုတာက Toyota company ကပဲထုတ်တာပဲသို့တော့သူကတော့ဇိမ်ခံစီးဖို့မိသားစုလေးသွားဖို့ SUV ဖြစ်ချင်ဖြစ်မယ်ရည်ရွယ်ချက်ဆိုတာထုတ်တယ်ဒါတော့သင်ဟာလောကအတဲကိုသင်ကိုဘုရားသခင်လူယောက်ျားအနေနဲ့ပို့တဲ့အခါမှာလူမိန်းမအနေနဲ့ပို့တဲ့အခါမှာရည်ရွယ်ချက်ကပါလဲကျွန်တော်တို့လူယောက်ျားဖြစ်တယ်လူမိန်းမဖြစ်တယ်ဒါဆိုတော့ကျွန်တော်ချစ်ကြကြိုက်ကြပြီးတော့အိမ်တော်ပြုတ်ကြတယ်လို့တွက်ကြတာပေါ့နော်ဆိုတော့ဒီထက်မှာအိမ်တော်ပြုတ်တဲ့လူတွေရှိလားအိမ်တော်မရှိတဲ့လူလက်ထောင်ရအောင်အိမ်တော်မရှိတဲ့သူများလက်ထောင်ကြည့်အောင်ဟိုကနော်သူရောတော့ပေါ်တော့ဝေထောင်နော်မိန်းမသူရိုက်နေပြီသူနင်ငါ့ကိုမေ့သွားလားဟလာကဲအိမ်တော်ရှိတယ်လက်ထောင်ရအောင်โอเคကျေးဇူးတင်တယ်ဆိုတော့မေ့ချင်တယ်နော်မေ့ချင်တယ်ဘာဖြစ်လို့မိန်းမယူရလဲဗျာဆရာဘာဖြစ်လို့မိန်းမရှိတာလဲဆရာဆရာတို့ပြောပါဦးရှေ့မှာထိုင်တဲ့ဆရာတွေတင်နော်ဆရာကြီးမှာ10ယောက်လောက်ရှိတယ်လို့ကျွန်တော်တားလိုက်ထားနော်ဒီရှေ့မှာထိုင်တဲ့ဟာတွေကသိအုပ်များတာတော့မရေးထားဘူးပေါ့နော်ကျွန်တော်စီမလို့ရေးထားရတယ်ဘာလို့ဆိုလူတွေဝင်လူလို့လေနော်နေရာရှားတော့ကဲပြောပါအောင်ဆရာတို့ဘာလို့အိမ်တော်ပြူတာလဲဘာလို့မိန်းမယူတာဘာလို့ယောက်ျားယူတာလဲဘာလို့ထင်လဲတခုလောက်ပြောပါမရှက်ပါနဲ့ကျန်တဲ့တင်တန်းလေးဘာလဲမွေးဖွားဖို့ဘာဖြစ်လဲမျိုးပွားဖို့တကွက်ကြော်တယ်နော်တကွက်ကြော်တယ်တကွက်ကြော်တဲ့အဖွဲတွေโอเคပြောပါအောင်လို့ရိုးသားပြောပါအောင်ကျွန်တော်တို့ဘာလို့အိမ်အောင်ပြူတာလဲ
အဖော်ရဖို့ဆိုတော့အဖော်မဲ့နေလို့ကြောက်တယောက်တည်းတကယ်ပဲလားငငယ်တော့အဲ့လိုစဉ်းစားလားလူပြိုတော့အဲ့လိုစဉ်းစားလားမစဉ်းစားပါဘူးထင်တယ်နော်အဖော်မဲ့နေတယ်ပေါ့အထီးကျန်တယ်ဆိုတာတချင်းမှာပဲရှိတယ်โอเคပြောပါဦးဘာဖြစ်လို့အိမ်အောင်ပြုလဲဘာလဲချစ်လို့ဖေးမှာပေါ့မကြီးသားချိန်မှာမစင်းပါဘူးစဉ်းစားပါဦးအဲ့ဒါနင်ငါ့ကိုကိုညီဖို့ဘယ်သူမှမယူနော်နင်ငါ့ကိုကိုမလားဆိုပြီးယူလို့ရှိရင်ဘယ်မိမမလိုက်လာမှာမဟုတ်ဘူးဟုတ်လားမဟုတ်လားငါအဖော်လို့နေတယ်ငါ့ကိုပေးပါဆိုလဲဘယ်သူမှလိုက်လာမှာမဟုတ်ဘူးအဲ့ဒါတွေကနောက်မှကျန်းစာတက်ပြီးပြောတဲ့စကားတွေလေနော်ကျန်းစာမတက်ခင်တော့ဘယ်လိုပြောမလဲကဲစဉ်းစားရအောင်ကျွန်တော်တို့အားလုံးဒီနေ့အဲ့ဒီဟာလေးကျွန်တော်သင်ပေးခဲ့ခြင်းတယ်နော်ဘာလို့အိမ်အောင်ပြုတာလဲချစ်လို့ဒါပဲလေချစ်လို့တူတူနေခြင်းလို့ဟုတ်တယ်မလားဘဝကိုစွန့်စားခြင်းလို့နော်ခိုးရလိုက်ပြေးသွားတဲ့အဖွဲ့တွေလည်းရှိတယ်လေနော်ဆိုတော့ဒီနေ့များစွာသူတွေကတော့ချစ်လို့ကြိုက်လို့တူတူနေခြင်းလို့တွေးသားလည်းရှိတယ်နော်ဟုတ်တယ်မလားဒါတွေအားလုံးကကျွန်တော်လက်တွဲဖို့စဉ်းစားကြတယ်အဲ့ဒါကလူတိုင်းစဉ်းစားတဲ့အရာဖြစ်တယ်လောကသားတွေလည်းစဉ်းစားတယ်ယုံကြည်သူတွေလည်းစဉ်းစားတယ်သို့တော့တာ၍ကြီးသောဘုရားရဲ့အကြံစီဘာရှိသလဲနားလည်ဖို့လိုတယ်အာမင်ဆိုတော့ကျွန်တော်တို့ကယုံကြည်သူဆိုတာတကွက်ကြော်တဲ့သူတွေဖြစ်တယ်အာမင်မသိခင်တည်းကသေမာကိုစဉ်းစားပြီးတော့အဖြေရအောင်ယူထားတဲ့လူတွေကယုံကြည်သူဖြစ်တယ်အာမင်ဟုတ်တယ်မသိသေးဘူးသေပြီးဘာလဲဆိုတော့ကျွန်တော်အာမခံယူတဲ့လူတွေကအဲ့ဒါတကွက်ကြော်တဲ့ဖွဲ့တွေဖြစ်တယ်အဲ့ဒီဘုရားကသိကောင်းတယ်ကျွန်တော်တို့နော်ဆိုတော့မိမယူတဲ့အခါမှာဘာလို့ယူလဲဆိုတော့ချစ်လို့ကြိုက်လို့တန်ရောစေရှိလို့တူတူနေခြင်းလို့ဘဝကိုရုန်းကန်ခြင်းလို့ဟုတ်တယ်နော်စောစားကန်ကြိုက်လို့အစုံလုပ်တယ်ရဒါပေမဲ့အိမ်တော်ကြပြီးသွားရင်ဘုရားရဲ့အကြံစီကဘာလဲကျွန်တော်သိထားဖို့ရည်ကြည်တယ်ဘုရားအကြံစီကိုကျွန်တော်တို့မြင်သွားရင်ကျွန်တော်အိမ်တော်ရေးကအယံတာယာသွားတာဖြစ်တယ်သခင်ခရစ်တော်ကပထနာတော်ကိုတင်တဲ့အခါမှာကောင်းကင်ဘုံနဲ့ရှိတော်မူသောကျွန်တော်ဖာကိုရော၏နာမတော်အားယူတည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်ဆိုတော့အဲ့ဒီအလိုတော်ကိုဘယ်မှာပြည့်စုံစေချင်လဲမြေကြီးပေါ်မှာဒါဆိုလို့ရှိရင်သခင်ယေရှုကကျွန်တော်ထူတောင်းခြင်းကိုတင်တဲ့အခါမှာတင့်ကိုကောင်းကင်ဘုံကိုအရင်ပို့ခြင်းနဲ့ဘုရားမဟုတ်ဘူးမှန်လားတင့်ကိုအရင်ဆိုကောင်းကင်ဘုံမပို့ခြင်းဘူးတင့်ကိုကောင်းကင်ကအရသာကိုအရင်ခံစားစေခြင်းနဲ့ဘုရားဖြစ်တယ်ဒါဆိုလို့ရှိရင်တမန်ကျမ်းစာကိုကြည့်ရင်သခင်ခရစ်တော်ကဦးကောင်းဖြစ်တယ်ဆိုတာနှစ်နေရာရှိတယ်ပထမနေရာကအားလုံးသိအသင်းတော်ဦးကောင်းဘယ်လိုလဲခရစ်တော်ဖြစ်တယ်ဒုတိယကအိမ်တော်ရဲ့ဦးကောင်းဘယ်လိုလဲခရစ်တော်ဖြစ်တယ်ဟုတ်တယ်နော်တခြားမရေးထားဘူးကျမ်းစာထဲမှာသခင်ခရစ်တော်ကအသင်းတော်ရဲ့ဦးကောင်းမိသားစုရဲ့ဦးကောင်းဒါဆိုရင်စဉ်းစားရအောင်အသင်းတော်ကအရင်ဖြစ်တာလားမိသားစုကအရင်ဖြစ်တာလားဘုရားသခင်ကအသင်းတော်နဲ့အရင်စလားမိသားစုနဲ့အရင်စလားမိသားစုနဲ့အရင်စတာဖြစ်တယ်ဒါဆိုအသင်းတော်ကမိသားစုကိုကောင်းချီးပေးရမှာလားမိသားစုကအသင်းတော်ကိုကောင်းချီးပေးရမှာလားမိသားစုကကောင်းချီးပေးခြင်းအပြင်တင့်ရဲ့မြို့ရွာလေးကမင်္ဂလာဖြစ်လာမှာဖြစ်တယ်မိသားစုကကောင်းချီးပေးခြင်းအပြင်တိုင်းနိုင်ငံကောင်းချီးခံစားဖို့ဖြစ်တယ်တိုင်းနိုင်ငံကကောင်းချီးပေးဖို့ထက်အသင်းတော်ထဲမှာရှိတဲ့ယုံကြည်သူတွေအောင်မြင်ခြင်းကအသင်းတော်အတွက်တော်၎င်းနိုင်ငံအတွက်တော်၎င်းလူမျိုးအတွက်တော်၎င်းအောင်မြင်ဖို့ဘုရားလိုရှိတာဖြစ်တယ်တော့ဘုရားရဲ့အကြံစီကတိုင်းပြည်ကဆိုရကောင်းလို့မိသားစုကောင်းမှာမဟုတ်ဘူးမိသားစုကောင်းရင်တဆင့်နဲ့ဘုရားကအလုပ်လုပ်တော်ဘုရားဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ဗျောင်းပြန်နေနဲ့နားလည်ဖို့လိုတယ်တခါလေးမှာတိုင်းပြည်ကမကောင်းသောကြောင့်အစိုးရကညံ့လို့ဖြစ်တယ်ဆိုတဲ့အရာခံစားပြီးအဲ့ဒါလက်တွေ့ခါသို့တော့တင့်ကိုဘုရားသခင်ခန့်ထားတာသူ့ရဲ့အရေးရှိကိုကျွန်တော်ကြည့်တဲ့အခါမှာလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးမှတိုင်းပြည်ကိုကောင်းချီးပေးခြင်းနဲ့ဘုရားဖြစ်တယ်အသင်းတော်မှာခရစ်တော်ကဦးကောင်းဖြစ်တယ်အသင်းတော်ထဲမှာတင်ပြောင်းလဲလို့ရတယ်ဩဝါဒခံယူလို့ရတယ်နှုတ်ကပတ်တော်သွားလို့ရတယ်ဒါပေမဲ့
ဘယ်သူမှမတွေ့ဘူးသင်အသင်းတော်ထဲမှာအသင်းတော်ထဲမှာသင်ပြောင်းလဲနေတာကိုဘယ်သူမှမတွေ့ဘူးသင်အပြင်မှာသင်မိသားစုကသင်နေတဲ့ရက်ွက်လေးထဲမှာသင်နေတဲ့ရွာလေးထဲမှာသင်နေတဲ့နေရာတွေကြားထဲမှာသင်အလုတ်လုတ်နေတဲ့စက်ရုံလုံသမားတွေကြားထဲမှာသင်ရဲ့အလင်းကိုဘုရားမြင်ချင်တာဖြစ်တယ်ဒါဆိုဒီနေ့ကျွန်တော်အသက်တာထဲမှာချစ်လို့ကြိုက်လို့အိမ်အောင်ပြုတယ်ဆိုတာမမှားဘူးဒါပေမဲ့ဘုရားရဲ့အကြံစီကဘာရှိသလဲဒီနေ့ကိုရောက်လာတဲ့ခါမှာကျွန်တော်တို့ရောက်လာတဲ့ခါမှာအားလုံးကတော့အစ်စ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အများကြီးတဲ့ခါမှာကြီးတော့ချီးမွမ်းတယ်ကောင်းကြီးဒီအများကြီးတွေ့တယ်ပြီးတော့မှဝမ်းသာတာပေါ့နော်ကိုလူမျိုးတွေမြောင်များစွာအောင်မြင်တာတွေ့တယ်တကယ်ကိုအဆင့်အမြင့်မှာနေလာကြတယ်အင်မတန်မှဘုရားကောင်းကြီးချီးမွမ်းတယ်ဒါပေမဲ့တင့်ရဲ့အိမ်တောင်ရေးဟာသိအရေးကြီးတယ်လို့ပြောချင်တယ်များစွာသောပျက်စီးမှုတွေကအိမ်တော်ရင်းမှာလည်းရှိတယ်နော်ဆိုတော့ဒီမှာကြည့်အောင်ဘုရားသခင်အကြံစီလေးကိုကျွန်တော်ကြည့်အောင်အငယ်28လူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သောတဝအပေါင်းတို့ကို၎င်းအုပ်ဆိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏လူကိုဖန်ဆင်းပြီးတော့လူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးတော့နှစ်ယောက်အားဖြင့်ဘုရားသခင်အကြံစီတွေရှိလာတယ်။သင်တို့ဇနီးမောင်နှံဟာချစ်လို့ကြိုက်လို့ယူတာမှန်ပေမဲ့ချစ်လို့ကြိုက်လို့ထက်ဘုရားရဲ့အကြံစီဘယ်လောက်ကြီးသလဲဆိုတော့ကျွန်တော်နားလေသွားရင်ဘုရားရဲ့မင်္ဂလာတွေအားလုံးကသင်တို့လက်ထဲကိုရောက်လာတာဖြစ်တယ်။တခါလေမှာကိုယ့်ကိုအရန်ကြိုးစားရတဲ့ကာလရှိတယ်။သို့တော့ဘုရားသခင်အလိုတော်ဖြစ်တယ်လို့လည်းသိတော့သင်ပေါ့ပါသွားလိမ့်မယ်ဆိုတော့နံပါတ်1ကတော့မြောက်များစွာသောသူတွေကတော့များပြားစွာမွေးဖွားကြလို့ပြောတော့ကလေးတွေမွေးခိုင်းတာကိုထင်တယ်လေကလေးလည်းမွေးပါတယ်နော်တချို့လဲ Fort Wayne မှာကျွန်တော်ရောက်တော့ဆရာ Abraham Church မှာလေရှေ့ရောက်မြောက်ကလေးကိုဆက်ကပ်မယ်တဲ့ကျန်ခဲ့တဲ့2016လောက်တော့18လမသိကျွန်တော်ရောက်တော့ဆိုတော့ကျွန်တော်ရှေ့မှာထိုင်တယ်ရှေ့ရောက်မြောက်ကလေးကိုဆက်ကပ်တယ်ဆိုဟာဆရာရှေ့ရောက်လားလို့ကျွန်တော်ဒီလိုဆရာကိုမေးလိုက်တာဆရာ Abraham လေဆရာတဲ့အနောက်မှာထိုင်နေတဲ့17ယောက်မြောက်ရှိသေးတယ်ဆရာတဲ့17ယောက်မြောက်ရှိတယ်အခုလည်းကျွန်တော်ရောက်ခဲ့တယ် Fort Wayne မှာမိသားစုဒိုင်းက9ယောက်6ယောက်9ယောက်6ယောက်အဲ့ဒီမှာကျွန်တော်မိတ်ဆွေဖိုက်တူဆရာရဲ့သမီးလေးလေးတွေ့တယ်သမီးအိမ်အောင်ကြပြီလားလို့ကျွန်တော်မေးလိုက်တာကလေး9ယောက်ရှိတယ်ဆရာတဲ့သူကတခါတည်းအကွက်ကြော်ပြောတာကျွန်တော်အိမ်အောင်ကြရုံမက9ယောက်တောင်ရှိပြီဆိုတော့ပြောတာလीနော်ဆိုတော့များပြားစွာမွေးဖွားကြလို့ဆိုကလေးပဲမွေးခိုင်းတာမဟုတ်ဘူးတကယ်တော့လေနော်သူက be fruitful and be multiply တဲ့ကိုဘုရားသခင်ကဇနီးမောင်နှံနှစ်ယောက်အားဖြင့်ပွားများခြင်းမွေးဖွားခြင်းကိုပြုတာဖြစ်တယ်မွေးရင်တယောက်ပဲမွေးတယ်ဒါပေမဲ့အချိန်ချင်းမွေးတယ်ပြောချင်တာသင်တို့နှစ်ဦးအားဖြင့်ဇနီးမောင်နှံနှစ်ယောက်အားဖြင့်ဘုရားသခင်အကြံစီဟာပွားများခြင်းကိုဖြစ်စေတဲ့ဘုရားဖြစ်တယ်။ဘာပွားများခြင်းလဲလူလည်းရပါတယ်သားသမီးမွေးဖွားခြင်းလည်းပါတယ်။ဒါပေမဲ့အဲ့ထက်သားပြီးအရေးကြီးတာတင့်ထဲမှာရှိတဲ့မျိုးစေ့တင့်ထဲမှာရှိတဲ့အရာအားလုံးအောင်မြင်ခြင်းကြွယ်ဝခြင်းဝမ်းမြောက်ခြင်းပိုင်ဆိုင်ခြင်းအားလုံးကဘုရားသခင်ပွားဖို့ရတဲ့အရာလိုရှိတဲ့ဘုရားဖြစ်တယ်။ဆရာတော်လေ့လာတဲ့အခါမှာအာဗြဟံကိုဘုရားသခင်အရန်ကောင်းကြီးပေးတယ်နော်ဘုရားသခင်ကောင်းကြီးပေးလားအာဗြဟံကိုပေးတယ်ဒါပေမဲ့အာဗြဟံပေးတာထက်ဣဇက်ကိုပို့ပေးတယ်နော်ဣဇက်ကိုပေးတဲ့အခါမှာဘုရင်တွေကမနာလို့ဖြစ်တဲ့အထိဖြစ်တယ်ဒါပေမဲ့ဣဇက်ကိုပေးရုံများမကယာကုပ်ကိုပို့တော့မှပေးသေးတယ်လူမျိုးကြီးကိုဖြစ်စေတာဖြစ်တယ်ဆိုတော့ generation by generation ဘုရားသခင်ကပွားများခြင်းတွေမကဘဲနဲ့သားသမီးမွေးဖွားခြင်းတွေမကဘဲနဲ့ပွားများခြင်းထိကိုကောင်းကြီးပေးတယ်ဘုရားဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်အသက်တာထဲမှာဘုရားသခင်ကလူယောက်ျားလူမိန်းမကိုဖန်ဆင်းတဲ့အခါမှာတယောက်ပဲသူဖန်ဆင်းတယ်ဒီကနေ့ပွားလို့8 billion တန်ပေါင်း8000ကဘာကြီးမှာလူဦးရေရောက်လာတယ်။ဘာကြောင့်လဲဘုရားသခင်စကားတော်တစ်ခုတည်းကြောင့်ဖြစ်တယ်။အာမင်။ဒါတွေမကဘဲနဲ့ကျွန်တော်အသက်တာထဲမှာကိုယ့်အသက်တာထဲမှာရှိတဲ့အရာပွားသလားလို့ကျွန်တော်မေးချင်တယ်။သင်ဒီနေ့လုပ်ငန်းတစ်ခုလုပ်နေတယ်
နောက်9နှစ်နေလုပ်ငန်း2ခုတစ်ကိုရောက်လာဖို့ဘုရားလိုရရှိတယ်တင်ဒီနေ့ရနေတဲ့အရာပေါ်မှာဘုရားသခင်ကကြီးတော်မှုဆက်ပြီးပြုကျင်တဲ့ဘုရားဖြစ်တယ်တို့တော့ဘယ်လိုပြုမလဲတင်းရဲ့တစ္ဆာချီခြင်းတစ်ခုသောအရာပေါ်တစ္ဆာချီခြင်းအဖြစ်တစ်ခုပြီးတစ်ခုဘုရားပေးမယ်အရာဖြစ်တယ်ကျွန်တော်ဒီတင်းတော်ကိုလေ့လာပူတာပေါ့နော်ဒီတင်းတော်က international တကဘာလုံးမှာတင်းတော်မြောက်များစွာ FGA နော်ဆရာမြောက်များစွာထိုင်းမှာလည်းရှိတယ်စင်ကာပူမှာရှိတယ်ဂျာကရက်တလာတော့ကျွန်တော်ဖူးခက်ကိုရောက်တယ်ဖူးခက်မှာအဲ့ဒီမှာရှိတဲ့ Full Gospel Church တော့ရောက်တယ်လေနော်အဲ့ဒီမှာရှိတဲ့ဆရာနဲ့တွားပြီးတော့မိသားဖွဲ့ခွင့်ရတယ်တင်းတို့တက်တာထဲမှာဆရာအဖြစ်တော့ပွားတာပေါ့အတင်းတို့တွေမြောက်များစွာပွားတယ်ဘာလို့ဆရာအမှုတော်ဆောင်လေတင်းရုပ်ဆရာလေတင်းတို့တက်တာထဲမှာတင်းရုပ်ဆရာဟုတ်ချင်မဟုတ်ပဲလူတိုင်းကတော့တင်းရုပ်ဆရာမဟုတ်ဒါပေမဲ့လုပ်ငန်းပိုင်ရှင်တွေလည်းဖြစ်နိုင်တယ်အလုတ်လုတ်တော်သူတွေလည်းဖြစ်နိုင်တယ်သို့တော့အလုတ်လုတ်တော်သူပေါ်မှာဘုရားကယတ်တာမဟုတ်ဘူးအလုတ်ရှင်ဒီပေါ်မှာဘုရားအလုတ်လုတ်တာဖြစ်တယ်တင့်ကိုဘုရားသခင်ဘာလုတ်စေခြင်းတလဲဘာနဲ့ပွားစေခြင်းတလဲဆိုတာကိုဘုရားကမြင်ခြင်းနဲ့ဘုရားဖြစ်တယ်အဲ့ဒီအရာဟာပထမအဦးဆုံးရတယ်ပြီးတော့မှများပြားစွာမွေးဖွားကြလို့ပြောတော့သားသမီးကိုပြောတဲ့အရာဖြစ်တယ်ဘုရားသခင်ကလူ2ယောက်ကိုကြည်ပြီးတော့ဆုံဖက်ခြင်းကိုပြုပြီးရင်ပွားများခြင်းကိုအယံစိတ်ဝင်စေတဲ့ဘုရားဖြစ်တယ်ဒါဆိုသင်ရဲ့သားသမီးကိုသင်စိတ်ဝင်စားတာထက်အဲ့ဒီဘုရားစိတ်ဝင်စားတယ်သင်ချစ်တာထက်အဲ့ဒီဘုရားချစ်တယ်ဒါကြောင့်မလို့သင်ရဲ့သားသမီးတို့ဒီဘုရားသခင်ဆုချတော်မူသောအမွေဖြစ်တယ်လို့ပြောတာမဟုတ်ဘူးလား129ခုပြောတာအဲ့ဒါဘုရားသခင်သူ့နှလုံးကိုပြောဟေးမင်းတို့ရတဲ့ကလေးကလူယောက်ျားလူမိန်းမပေါင်းလို့ရတဲ့ကလေးမဟုတ်ဘူးငါဗိတ်သိက်ပေးထားလို့သားသမီးရတော့ကြောင့်အဲ့ဒီသားသမီးဟာငါအယံစိတ်ဝင်စားတယ်ဆုငါပေးတဲ့အမွေအဲ့ဒီအမွေကိုကျွန်တော်ထိန်းတဲ့အခါမှာကိုရောကျောင်းလာကဈေးကြီးလိုက်တာဆိုတဲ့သဘောနဲ့ထိန်းရတာမဟုတ်ဘူးကိုရောကျွန်တော်သားဆိုးလိုက်တာဆိုတဲ့သဘောနဲ့ထိန်းတာမဟုတ်ဘူးကိုရောပေးထားတဲ့အမွေကိုရောပေးထားတဲ့ကိုရော mandate ထဲမှာပါနေတာအာမင်ကိုရော mandate အဲ့ဒါကောင်းကင်တမန်တွေကမပွားဘူးဗျဘုရားသခင်ဖန်ဆင်းတဲ့ဝိညာဏလောကမပွားဘူးဒါကြောင့်မလို့ angel ဆိုတဲ့စကားကိုဆရာယူဒတ်တန် contextualization ဆိုပြီးတော့ဗမာလိုစဉ်းစားရင်နတ်သမီးနတ်သမားသားလို့သူပြန်လို့မရအောင်နတ်သားနတ်သမီးလို့စာပြန်ရင်သူ့မှာအထီးအမဖြစ်သွားတယ်ဗမာစကားလုံးမရှိဘူး angels ကိုပြန်လို့မရအောင်တော့ဆရာယူရတန်ကောင်းခင်တမန်ကောင်းခင်အလာတဲ့တမန်သူထွေတဲ့စကားဖြစ်တယ်အာမင်ကောင်းကင်တမန်ကမပွားဘူးဝိညာဏလောကကိုဘုရားသခင်ဖန်ဆင်းတော့မပွားတဲ့အရာကိုဖန်ဆင်းတဲ့အခါမှာသူရှုံးသွားတယ်ဘုရားသခင်ရှုံးသွားတယ်စာတန်ရဲ့လှည့်ကွယ်တဲ့သုံးပုံတစ်ပုံပါသွားတယ်ဒီနေ့လူကိုပျက်စီးတတ်တဲ့မြေကြီးနဲ့ဘုရားရဲ့ဝိညာဉ်နဲ့တဒံတော်နဲ့ညီဖန်ဆင်းတဲ့အခါမှာအဲ့ဒီစာတန်ကိုအောင်မြင်ဖို့ဖြစ်တယ်အာမင်ပျက်စီးတတ်တဲ့အရာပေမဲ့ဘုရားရဲ့ဝိညာဉ်အားဖြင့်တင့်ကိုပုတ်သွင်းတဲ့အခါမှာဇီဝဝိညာဉ်အားဖြင့်နှုတ်သွင်းတဲ့အခါမှာသင်ဟာဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့အောင်မြင်ဖို့ဖြစ်လာတော့ကြောင့်လူကိုအဲ့လိုဖန်ဆင်းထားတာတော့လူကိုဖန်ဆင်းတာမှာတယောက်ပဲသူဖန်ဆင်းတယ်အဲ့ဒီတယောက်တည်းနဲ့ကဘာမြေကြီးကိုပြည့်စေလို့တဲ့ဒုတိယအချက်ကဘာမြေကြီးကိုတယောက်တည်းနဲ့လူမိန်းမကိုဆွဲထုတ်တယ်ပွားများစေတယ်အဲ့ဒီပွားများခြင်းကအပြည့်ကောင်းကြီးပေးခြင်းနဲ့ဘုရားဖြစ်တယ်နံပါတ်1ကများပြားစွာမွေးဖွားကြလော့နံပါတ်2ကမြေကြီးကိုပြည့်စေ၍ဘာခေါ်လဲနိုင်ကြလော့လို့ပြောတယ်နိုင်ကြလော့ဆိုတော့ subdue it ကိုပြောတာအင်္ဂလိပ်လိုကအနိုင်ပိုင်းတာတင့်ကိုဘုရားသခင်ကအရှုံးထဲမှာမထားဘူးအနိုင်လဲပေးချင်တာမဟုတ်ဘူးအနိုင်ပိုင်းစေချင်တာဖြစ်တယ်ရှင်လိုင်းသင်ဟာအမြဲတမ်းဦးကောင်းတစ်လုံးအမြဲတမ်းတာနေမဲ့နေရာကိုပြောတာဖြစ်တယ်သင်ကိုဘုရားသခင်ကဘယ်တော့မှအမိမဖြစ်စေချင်တဲ့ဘုရားဖြစ်တယ်အမြဲတမ်းဦးကောင်းဖြစ်စေချင်တဲ့ဘုရားဖြစ်တယ်သင်ကိုဘယ်တော့မှအောက်မှာမထားချင်တဲ့ဘုရားဖြစ်တယ်သင်ကိုအမြဲတမ်းဆွဲတင်ချင်တဲ့ဘုရားဖြစ်တယ်သင်ကိုသူများစီကငွေချီးစေချင်တဲ့ဘုရားမဟုတ်ဘူးသူများကိုပေးကမ်းတော်သူဖြစ်စေချင်တဲ့ဘုရားဖြစ်တယ်အဲ့ဒါကိုကျွန်တော်မသိတဲ့အခါမှာကျွန်တော်ကအကြံစီငါတို့ဇနီးမောင်နှံရဲ့ကောင်းကြီးမင်္ဂလာဒီလောက်ရှိပါလား
အဲ့ဒါကိုကျွန်တော်မသိတဲ့အခါမှာကလေးတွေမွေးရတာပင်ပန်းလိုက်တာကလေးတို့ကြည့်ရတဲ့အခါမှာပင်ပန်းလိုက်တာကလေးမွေးလို့ရှိရင်ယောက်ျားကအလုပ်ထွက်ရမလားမိန်းမအလုပ်ထွက်ရမလားအရင်တော့2ယောက်လုပ်တော့ mortgage ပို့ပေးနိုင်တယ်ကလေးရတဲ့အခါကျတော့တစ်ယောက်ကအလုပ်ထွက်ပြီးကလေးထည့်ရမယ်အကုန်လုံးကျွန်တော်မှာဖိစီးမှုတွေဝင်လာတယ်ဟုတ်တယ်နော်ဆရာပြောပြင်တင်းတို့ချစ်တာတဲ့ဘုရားတင်းတို့ကလေးကိုပို့ချစ်တယ်တင်းတို့ရှိတဲ့အကြံစီတဲ့ဘုရားအကြံစီပို့ချစ်တော့ဘုရားကိုကျွန်တော်ပြန်အပ်ကြတယ်ကလေးတွေကိုမဟုတ်လားဟုတ်တယ်နော်ဂျူးလူမျိုးတွေကကလေးမွေးလို့ရှိရင်ကလေးမွေးပြီးသွားလို့ရှိရင်သူတို့ရာဘိုင်စီကိုလာတယ်တင်းဟုတ်ဆရာစီလာပြီးတော့ဆက်ကတ်တယ်လေနော်တင်းဟုတ်ဆရာစီလာတဲ့ခါမှာသူတို့ကရင်စိုးအလှငွေဆက်ကတ်ရတယ်အရင်ဆုံးအလှငွေဆက်ကတ်တယ်သူတို့ကအရင်ဆုံးပူဇော်ရတယ်ရာဘိုင်ကိုအလှငွေပေးရတယ်ဘာလဲလို့အတိတ်ပဲပြောရင်ရာဘိုင်ပြောမဲ့ဆူတောင်းချက်အလုံးကိုသူက lock လုပ်တာဖြစ်တယ်ဘုရားရှင်ပြောခိုင်းတဲ့စကားဖြစ်တယ်လို့သူဝန်ခံတယ်ဆိုတော့ရာဘိုင်ကဆူတောင်းပေးတယ်ဆိုတော့ကိုယ်ကလေးတွေလည်းတင်းဥစ္စာစီလာပြီးဆက်ကတ်တာရှိလားမရှိဘူးလားတင်းတော်ဒီမှာလေနော်ဟာလာ45ရက်ပြည့်တယ်2လပြည့်တယ်ကလေးလေးခေါ်လာတယ်တင်းဥစ္စာကိုအခိုင်းတယ်တင်းဥစ္စာဆူတောင်းပေးတယ်ဟုတ်လားမဟုတ်လားမိပါတယ်အမေတွေဟုတ်လားဒါပေမဲ့တင်းဥစ္စာတွေဆူတောင်းပေးတာမှတ်ပြီလားမှတ်မိတဲ့မိခင်ရှင်ပြောဒီဆရာတို့တောင်းပေးထားတယ်ဆိုပြီးတော့မှတ်မိတဲ့လူရှိလားလက်ထောင်လက်ဆောင်ပေးမယ်ရှိလားမရှိဘူးကဲတင်းဥစ္စာတွေမေးမယ်သူတို့ဘာတောင်းပေးလဲသူတို့မှတ်မိလားပိုတော်ဆိုးသေးတယ်နော်စာရေးလေးတော့သဘောကျတယ်ပြီးစာရေးလေးရတော့ဆိုဂျူရီယာသူတို့ကဆွတ်တောင်းတဲ့အခါမှာသူကဖယားရဲ့စကားစုဂတိတော်နဲ့ဆိုင်တဲ့အရာတစ်ချက်သုံးချက်ကိုသူကရွတ်ပေးတယ်ဒါပဲပြီးတော့ကောင်းချီးပေးတယ်တိတ်များများမတောင်းနော်ကျွန်တော်တို့အရှိဟလာစက်တဝါလာဖန်ဆင်းတော်မူသောထာဝရရှင်ဖယားသခင်နာမတော်လေးဘုန်းကြီးပါဒါတွေတိတ်မပြောဘူးသူကခတ်တူပဲခပ်ပြပဲကိုရိုပေးတဲ့သာသမီတို့ကျေးဇူးတင်တယ်ဤသားကဆိုတော့သမီးဆိုသားတော်လည်းသမီးတော်နော်ဤသားဟာဘယ်တော့အခါမှအမိမဖြစ်ပါစေနဲ့ဥကောင်းဖြစ်စေပါကိုရိုဂတိတော်ဖြစ်တယ်အတီးပြုတ်ပါ၏နော်အောက်မှာမထားပါနဲ့အမြဲတမ်းပေါ်မှာထားပါအဲ့ဒါကိုရိုဂတိတော်ဖြစ်တယ်ဒီကလေးပေါ်မှာဒီကလေးကဘရောမှအချွေးမယူစေနဲ့သူများကိုကောင်းချီးပေးတော်ဖြစ်ပါစေယေရှုနာမနဲ့အာမင်နှုတ်မွေလေဟာလာသူထာဝရဘုရားနာမနဲ့သူဆုတောင်းပေးတယ်ဒါပဲသုံးချက်သွားတော့အဖေနဲ့မေကဘာလုပ်လဲသိလားသိအောင်မှတ်ထားတယ်အဲ့စကားကိုမှတ်ထားတယ်သူကမှတ်ပြီးတော့နေတိုင်းပြောတာဟဲ့ကောင်မင်းကိုဘုရားနာမနဲ့ဆုတောင်းထားတယ်နော်မင်းဘယ်တော့အမိမဖြစ်စေဘူးမင်းဥကောင်းဖြစ်စေမဲ့ဘုရားဖြစ်တယ်မင်းကဘယ်တော့မှအောက်မှာမနေရအောင်မင်းအမြဲအထက်ပါပဲနေရမယ်ကောင်ဖြစ်တယ်မင်းကသူပြစီအကျွေးမယူရဘယ်တော့မှမပြောနေတိုင်းပြောတယ်အမေကအဖေအမေနဲ့အဖေကသူပြောတယ်ဆိုဆရာစဉ်းစားဘာဖြစ်လို့ပြောရလဲရာဘိုင်ပြောတိုင်းပြောရမှာလားမဟုတ်ဘူးဘုရားစကားဖြစ်လို့ပြောတာအာမင်ဒီနေ့ကျွန်တော်ယုံလားအဲ့လိုယုံတယ်ဆိုပြောရမယ်သူတို့သားသမီးတွေကောင်းချီးပေးတာမယ်ငါသားသမီးတွေဟာတခါလေမှကျွန်တော်တို့ရဲ့ပြောဆိုမှုတွေကရှောက်ပြောတာတွေများတယ်နှုတ်ကပတ်တော်ကျွန်တော်မပေးကြဘူးသားသမီးတွေဆိုတော့နှုတ်ကပတ်တော်မရတဲ့အတွက်ကြောင့်သူတို့ကရောပြီးတော့ Facebook ထဲကဟာတွေရယ်ရုပ်ရှင်တွေကဟာတွေရယ်အဖေအမေတွေပြောတဲ့ဟာတွေအားလုံးရောပြီးတော့အဲ့ထက်ရွေးနှုတ်ပြီးတော့သူကယုံရတဲ့တဘာဝရှိတယ်ဒါပေမဲ့ဂျူးတွေကတော့မဟုတ်ဘူးတစ်ခုသုံးခုလောက်ပဲပြောတဲ့အတွက်ကြောင့်ဒီကလေးကိုနေ့တိုင်းဒါပဲသူတင်တဲ့အတွက်သူကတစ်ချိန်လုံးတစ်သက်လုံးမှာသူဘာဖြစ်လဲငါဘယ်တော့မှအမိမဖြစ်ဘူးငါဥကောင်းမဖြစ်မယ်သူစ조사တဲ့အခါမှာလည်းသူ့ရဲ့စ조사ခြင်းနဲ့ကွာသွားတယ်သူ့ရဲ့လှုပ်ဆောင်မှုကကွာသွားတယ်သူ့ရဲ့ဖျားပေါ်မှာရှိတဲ့ confidence လို့ခေါ်တဲ့ဖျားတကယ်ငါ့ကိုရွေးကောက်ထားတာငါဖျားတကယ်လူမျိုးတော်ဖြစ်တယ်ငါဖျားတကယ်လူမျိုးတော်ဖြစ်သောကြောင့်ငါ့ကိုအရန်နှစ်သက်တဲ့ဖျားကငါ့ကိုအရန်အောင်မြင်စေခြင်းလို့အဲ့ဒီဂရိပေးတယ်လို့သူကယုံတယ်အဲ့လိုသူကယုံတာကျွန်တော်တို့ကဘာယုံလဲဆိုတော့ငါကချင်းဟုတ်တယ်နော်ချင်းရိုးရရှိလားဒလိရှိတယ်လေအဲ့ချင်းရိုးရဒလိရဲ့ကျမ်းစာရေးကိုပေါင်းပြီးတော့ကျွန်တော်ကရွေးတယ်ကျွန်တော်ဗမာလေမဟုတ်ဘူးလားဘာလို့ကျွန်တော်တို့က adaptation တဲ့သွားတော့ adapt လုပ်ရတော့သူတို့က adapt လုပ်ဆရာမလို့သူတို့ကဘုရားသခင်ရွေးကောက်ထားတဲ့လူမျိုးဆိုတော့ငကိုတွေကယုံပြီးသားဖြစ်တယ်ကျွန်တော်ပြောမယ်ပြောင်း
ဒီနေ့သင်ဟာဖခင်သားဖြစ်တယ်အာမင်ဂတိတော်နဲ့ဆိုင်သောသားသမီးဖြစ်တယ်သင်ကိုဖခင်သခင်ကလူမျိုးကြီးဖြစ်စေခြင်းနဲ့ဖခင်သခင်ဖြစ်တယ်သင်ဟာအောင်မြင်တော်သူဖြစ်ရမယ်သင်ကိုဖခင်သခင်အနိုင်ပိုင်းစေခြင်းနဲ့ဖခင်ဖြစ်တယ်သင်ရဲ့လုပ်တဲ့အရာအားလုံးကထိရောက်ပြီးတော့မှကြီးမားတဲ့အမှုကိုပြုဖို့ဖခင်လိုတော်ရှိတယ်သင်ဘာထိဒါတော့မလို့ဖခင်သခင်စကားပြောရတဲ့ကျွန်တော်နားလည်ဖို့လိုတယ်နော်ကိုယ်တက်တာတဲ့မှာဘုရားသခင်ပြောတဲ့ຢာကိုသိသွားရင်သင်အလိုတော်ဆိုတာသိသွားတဲ့အခါလိုက်လျှောက်လွယ်သွားတယ်။နှုတ်မဟုတ်ရင်သင်ကိုယ်တိုင်ထားနေလိမ့်မယ်။သားသမီးတွေပူပယ်တဲ့လူတွေရှိလိမ့်မယ်။ရှိလားမရှိဘူးလား။ရှိတယ်။ယဉ်ကျေးမှုမတူတော့ရုပ်ကတူတူပဲ။ဟုတ်လားမဟုတ်လား။သူတို့ရဲ့ education ကတမျိုးသူတို့ကြီးလာတဲ့ brought up နဲ့အတိုင်းဝင်တမျိုးကျွန်တော်တို့ကြီးပြင်းလာတဲ့အတိုင်းဝိုင်းနဲ့ brought up တမျိုးဆိုအဲ့နှစ်ခုက match မဖြစ်ဘူးစိတ်ပူပန်ခြင်းရှိကျွန်တော်ပြောချင်တယ်တင်းတို့ကလေးကိုချစ်တာတဲ့ဘုရားချစ်တယ်ယုံပါအာမင်တင်းတို့အကြံစီတဲ့အဲ့ဘုရားအကြံစီပိုကြီးတယ်တော့ကလေးတွေကိုယူပေါင်းပေးပါယူပေါင်းမဲ့ပေးငါသားမင်းကိုဘုရားကအကြံစီရှိတယ်နော်မင်းကိုအောင်မြင်စီခြင်းနဲ့ဖျားပေးတယ်တွေ့လာဒီမှာနှုတ်ကပတ်တော်မှာရေးထားတယ်ကလေးတွေကတခါလေးမှာအချမ်းစီပျောက်ယူပေါင်းပျောက်သွားတဲ့ခါမှာတခြားအယူပေါင်းတွေဝင်လာတတ်တယ်ဖျားယူပေါင်းနဲ့သွားလာဖို့ဖျားရှိအလိုတော်ရှိတာဖြစ်တယ်နံပါတ်3တစ်ချက်ပင်လယ်ငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်ပြီးမြေပေါ်မှာလှုပ်ရှားတတ်သောတတ္တဝအပေါင်းတို့ကို၎င်းအုပ်ဆိုးကြလောဟုမိန့်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူ၏ပင်လေတဲ့ကအရာကောင်းကင်ကအရာမြေကြီးပေါ်ကအရာအားလုံးကိုကျွန်တော်တို့ပေးထားတာဖြစ်တယ်လူချင်းအုပ်စိုးဖို့မဟုတ်ဘူးလူကိုအုပ်စိုးပါလို့မရေးထားဘူးတဘာဝနဲ့ဆက်ဆိုင်တဲ့အရာအားလုံးကိုအုပ်စိုးဖို့ပေးထားတယ်အဲ့ဒီအရာတွေကိုအုပ်စိုးတယ်ဆိုပါတယ် dominion ဆိုတဲ့စကားကိုကျွန်တော်အရင်ကြိုက်တယ်အထူးပဲကျွန်တော် Pentecostal line နဲ့အရင်ကြိုက်တယ်အုပ်စိုးခြင်းရှိတဲ့အခွင့်အာဏာရှိတယ်ဆိုတဲ့သင်ခန်းစာနဲ့မှန်လားမှန်တယ်ဒါပေမဲ့အုပ်စိုးခြင်းဆိုတာပါဆိုတော့ develop ဖြစ်အောင်လုပ်ခိုင်းတာဖြစ်တယ်သင်အောင်မှာရှိတဲ့အရာအားလုံးကို sweat တင်ဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်ယုံကြည်ပါတယ်အသင်းတော်ဆိုတာအသင်းတော်အောင်မြင်အောင်လုပ်တဲ့ပုံကိုယ်တွေကအမှုတော်ဆောင်တွေကအသင်းသားတွေအောင်မြင်အောင်ပဲလုပ်တာပဲဟုတ်လားမဟုတ်လားအသင်းတော်ရဲ့အကြီးဆောက်ပြီးလူ2ယောက်ပဲရှိရင်ဘယ်လိုလုပ်မလဲပတ်စံရှိလဲဆောက်လို့ရတာမဟုတ်လားဟုတ်တယ်နော်ပတ်စံရှိပြီးဆောက်တဲ့လူတွေရှိတယ်လူကမရှိဘူးအသင်းသားတွေအောင်မြင်ခြင်းကအသင်းတော်အောင်မြင်ခြင်းဖြစ်တယ်အသင်းသားတွေရဲ့အောင်မြင်ခြင်းအသင်းသားတစ်ယောက်ချင်းအောင်မြင်ခြင်းအသင်းသားတစ်ယောက်ချင်းရဲ့ဝမ်းမြောက်ခြင်းအားလုံးကအသင်းတော်ရဲ့အောင်မြင်ခြင်းဖြစ်တယ်အာမင်ဟောတယောက်ဆရာတွေကဒါပဲစေးစားတယ်ငါအသင်းသားတွေဘယ်လိုအောင်မြင်အောင်လုပ်မယ်ငါအသင်းသားတွေရဲ့ဝိညာဉ်ရေးအောင်ငါဘယ်လိုလုပ်မယ်သူတို့စီးပွားရေးဘယ်လိုလုပ်မယ်သူတို့လူမျိုးရေးဘယ်လိုလုပ်မယ်သူတို့ရဲ့သားသမီးရေးကိုဘယ်လိုဒါပဲကျွန်တော်စေးစားတာအသင်းစုဆရာဆိုတာငါအသင်းတော်ကြီးဘာထည့်ကောင်းမလဲဘာလုပ်မလဲဆိုတဲ့ဟာကအဲ့ဒါအောက်က department head တွေစေးစားတာတယောက်ဆရာတွေမစေးစားဘူးတယောက်ဆရာတွေကဘာစေးစားလဲငါအသင်းသားတွေရဲ့အောင်မြင်ခြင်းကအသင်းတော်ရဲ့အောင်မြင်ခြင်းဖြစ်တယ်အဲ့ဒါအုပ်စိုးခြင်းလို့ခေါ်တယ်ဒီနေ့ဘုရားရှင်ကတင့်ကိုအုပ်စိုးဖို့ရန်အတွက်ကြီးမားတဲ့တန်ရှင်းသောဝိညာဉ်ဘုရားပေးထားတာဖြစ်တယ်အာမင်အဲ့ဒီအုပ်စိုးခြင်းမှာထူးခြားစွာပြုတ်ဖို့ရန်အတွက်ဘုရားကအလိုရှိတာဖြစ်တယ်ဟေရှာ7ကိုကျွန်တော်အားလုံးသိတယ်ဟေရှာ7အငယ်1မှာသိလားနော်ဟေရှာအခန်း7အငယ်1မှာထာဝရဘုရားဤဝိညာဉ်တော်တည်ဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်ကြံစီတတ်စွမ်းတတ်သောတတ္တိကိုပေးသောဝိညာဉ်နဲ့ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည်ထိုသူပေါ်မှာတည်ရှိတယ်ပြောအဲ့ဒါဘုရားခရစ်တော်ပြောတာဖြစ်တယ်ခရစ်တော်ပြောတာဒါပေမဲ့ခရစ်တော်ကိုဝိညာဉ်တော်9ပါးကိုပြောတာမဟုတ်ဂုဏ်တော်9ခုလို့ခေါ်နော်ဂုဏ်တော်အဲ့ဒါဂုဏ်တော်9ပါးမဟုတ်မကွဲဘူးတပါးထဲမှာပဲရှိတဲ့ဂုဏ်တော်တွေကိုပြောတာဖြစ်တယ်ဒီနေ့သင်ဟာသခင်ခရစ်တော်မိမိရဲ့ကယ်တင်မှာရှိပြီးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်တိုင်းကအဲ့ဒီအစွမ်းတတ္တိသင်မှာရှိတယ်အာမင်အဲ့ဒါရှိပြီးသားမျိုးထဲမှာရှိပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ထာဝရဘုရားရဲ့ဝိညာဉ်တော်ဒီဟူသောဉာဏ်ပညာဆို wisdom ဉာဏ်နဲ့ပညာပေါင်းတယ်ဉာဏ်ဆိုတာပါလာတာပညာဆိုတာထပ်ထည့်တာနှစ်ခုပေါင်းပြီးလောက်တတ်မှ wisdom ဖြစ်တာ
ဒီနေ့ဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ထဲမှာတင့်ကိုပညာနဲ့ဉာဏ်ကိုပေးတဲ့ဉာဏ်ပညာရှိတော်ဘုရားဖြစ်တယ်ဒုတိယကကြံစီတတ်စွမ်းတယ်ကြံစီခြင်းတင် planning လိုမျိုးကြံစီခြင်းထူးခြားစွာကြံစီတတ်ဖို့ဘုရားအလိုတော်ရှိတယ်ကျွန်တော်တို့ကရိုးရိုးလေးသိကြတယ်ဖွဲ့တယ်ကျွန်တော်မြန်မာလူမျိုးကလေတင်းတိမ်တတ်တယ်ရိုးရိုးလေးနေတတ်တယ်အစင်ပြေတာပဲဟုတ်လားမဟုတ်လားအိမ်ခဏပြောင်းလာမင်းတို့အိမ်ပြောင်းလာမပြောင်းတော့ကျွန်တော်အိမ်ပြောင်းတော့သိမုန်းတာနော်ဟုတ်လားမဟုတ်လားအိမ်တအိမ်မှာနေရပြီဆိုလေမပြောင်းတော့အိမ်မှာနေတာကျွန်တော်လည်းကြိုက်တယ်ထိုင်းနိုင်ငံမှာကျွန်တော်နေတာအခု35နှစ်ပေါ့နော်ထိုင်းနိုင်ငံမှာနေတယ်ကျွန်တော်35နှစ်ရှိအိမ်နှလုံးပဲပြောင်းသေးတယ်မပြောင်းချင်ဘူးကဘာလို့မိမဝယ်ထားတဲ့ပစ္စည်းကလည်းနဲတာမဟုတ်ဘူးဆိုတော့လေအဲ့ထက်မှအများဆုံးကအိုးသိလားကျွန်တော်မိမဘာကြိုက်လဲသိလားအိုးပဲကြိုက်တယ်သူ့ရေမွေးတွေပေးမကြိုက်သူအိုးတော့ကြိုက်တယ်တယောင်ကြိုက်တယ်ဘယ်နိုင်ငံကသွားတော့ကျွန်တော်ပြန်လို့ရှိရင်အိုးတစ်လုံးကိုပဲသွားတယ်အခုတစ်ခေါက်လာတော့လဲအိမ်မအိုးတွေအများကြီးပဲအဲ့ဒါဒီ size မရှိဘူးတဲ့အဲ့ဒီ size ကိုတေချာရှာပြီးတစ်လုံးဝယ်လာတယ်အဲ့ဒါကျွန်တော်စုကိတ်တစ်လုံးထောက်ဝယ်ရတယ်အခုစုကိတ်လာတော့နှလုံးပဲပါတာတယောက်တစ်လုံးစီပါလာတာအခုတော့တစ်လုံးပို့သွားပြီနော်အိုးကြိုက်တယ်ဒီနေ့ဖယားသခင်ကကျွန်တော်တို့အသက်တာထဲမှာကြီးသောအမှုပြုတ်ဖို့ရန်အတွက်ဇနီးမောင်နှံပေးတဲ့အခါမှာအုပ်ဆိုးခြင်းနဲ့ပေးတာဖြစ်တယ်အဲ့ဒီအုပ်ဆိုးခြင်းဆိုတာတင့်ကိုဉာဏ်ပညာနဲ့ develop ဖြစ်အောင်လုပ်ခိုင်းတာအာမင်တင်လုပ်တဲ့အလုပ်ပေါ်မှာတင်ဂုဏ်ယူသလားလို့မေးတာဖြစ်တယ်တိကျစွာလုပ်သလားကြံစီခြင်းကြံစီတတ်စွမ်းလို့ပြောတော့ကြောင့် implementation ပေါ့တတ်စွမ်းနေဆိုတော့ကိုကြံတဲ့အရာကိုလုပ်တာလေဆရာကတက္ကသိုလ်ပြီးတော့အလုပ်လုပ်တဲ့ခါမှာဘယ်ဟာအမှန်လဲနင်9:34အမှန်နော်ဟုတ်လားဆရာဆရာကတက္ကသိုလ်ပြီးသွားတဲ့ခါမှာအလုပ်လုပ်တော့wiring သင်တန်းတက်ခွင့်ရတယ်အလုပ်လုပ်နေတဲ့အတွက်ကြောင့်အစိုးရအလုပ်လုပ်တဲ့ခါ wiring သင်တန်းတက်ခွင့်6လတက်ရညနေတိုင်းနမ်းမောင်မှာဆရာတွက်တက်တယ် wiring သင်တန်းဆရာသိလားကျွန်တော် wiring ကောင်းတက်တယ်သင်တန်းအောက်ထားတယ်လက်မှတ်ရှိတယ်တခါမှမီမလင်းကျွန်တော်တက်တာအထူးပဲကျွန်တော်နေရောလေဘာသိတယ်မဟုတ်အချောင်းနဲ့မီးချောင်းလေမီးချောင်းကခက်တယ်လေနော်သူ့ကဒီဇိုင်းရှိတယ်ဘယ်ချောင်းနဲ့ဘယ်ချောင်းဟုတ်လားဆရာနော်အဲ့ဒါလေကျွန်တော်တက်တယ်ဘယ်တော့မှမီမလင်းဆိုတော့ implementation မှာကျွန်တော်အရန်ညံ့တယ် electrician မှာနော် theory တက်လာတက်တယ်တကယ်တက်လို့ရှိရင်အလုံးမဖြစ်ဘူးဆိုတော့ဒီနေ့လူတော်တော်များများကတက်လားဆိုတက်တယ်တကယ်တက်လို့ဆိုမတက်ဘူးမှတ်ထားတန်ရှင်းသောဝိညာဉ်တော်ဘုရားကသင်ကြံစီတာကိုလည်းထူးခြားစွာလှုပ်တတ်အောင်သူများတွေမတွေ့မမြင်မရှုံဘူးတဲ့အရာထိလှုပ်ပေးအောင်ထိဖြစ်နိုင်တဲ့ဘုရားဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုသင်ဂရုစိုက်ရမယ်ပြန်ပြောမယ်နော်သင်ဂရုစိုက်ပါသင်အလုပ်လုပ်တဲ့ခါမှာတခုခုလုပ်လို့ရှိရင်သူများခိုင်းလို့မလုပ်နဲ့သူများခိုင်းလို့လုပ်ရင်တော့အလုပ်ပြီးတာတော့ပဲလုပ်မယ်ဒါပေမဲ့သင်တေချာအောင်တိကျစွာရအောင်အလုပ်ပါတုတ်တန်22ကိုကြည့်အောင်တုတ်တန်22တုတ်တန်29ဆောင်ရွက်เสียအမှုတို့ကိုကြိုးစား၍ပြီးစီးစေတတ်သောသူရှိသလောဆိုတော့ကြိုးစားတာပါတယ်ပြီးစီးတာပါတယ် finish well ဟုတ်ပြီနော်တခုကကြိုးစားမယ် hard working then finish well တခုရှိတယ်အဲ့လူကဘယ်လိုလူလဲထိုသူဒီတာမညလူရဲ့အမှုကိုမဆောက်ဘူးတဲ့တာမန်လူတွေအလုံးမလုပ်တော့ဒီကောင်ကသူဘုရားရှင်မလုပ်မယ်ကြည့်ရှင်ဘုရင်အမှုတော်ကိုဆောင်ရွက်ရမယ်ဟာလေလုယာဓမ္မမှတ်ထားတဲ့အလုပ်ကိုတင်တန်ဖိုးထားရင်တင့်ကိုဘုရားသခင်ဆွဲတင်ရှင်ဘုရင်စီရောက်သွားမယ်တခါလေမှကျွန်တော်ကလေဖြစ်တယ်လို့လုပ်တဲ့လူတွေရှိလားမရှိဘူးလားအမိုက်လဲတဲ့လူတွေအမိုက်မပြောင်းဟုတ်တယ်နော်အမိုက်သာလှဲတာမပြောင်းတဲ့လူတွေရှိတယ်မှန်သာတုတ်တာမပြောင်းတဲ့လူတွေရှိတယ်ပြီးရောကျွန်တော်ရဲ့ဝန်းခွဲကျွန်တော်အိမ်မှာလာနေတယ်ဒီကောင်သူကညအိတ်ခါနေမှာသူကအမိုက်လဲပြီးအိတ်တာဟိုဥစားပေါ့လေအင်းရှိခမ်းမှာအမှန်တော့လဲအမိုက်သိမ့်မရှိပါဘူးနော်ဒါသူအိတ်ခါကြီးဆိုဘာလို့ဆိုတော့တူလှဲတာထရံကိုတော့အမိုက်တွေအကုန်ကတ်လိုက်တာနော်ဘယ်လို့ဆိုးတဲ့ကောင်လဲဆိုတော့သူ့နေရာလေးရှင်းသွားရင်ပြီးရောလောက်တာလေနော်
တချို့ဆိုရင်ဘာလို့ဘယ်တော့မှ finish well မဖြစ်ဘူးမပြီးဆုံးဒီနေ့အဲ့ဒါကိုပြင်လိုက်ဘာကြောင့်လဲသိလားတင့်ကိုဘုရားသခင်ကရှင်ပေးနေရမှာထားတဲ့အထိကောင်းကြီးပေးပဲဘုရားပေးတယ်ဒါတော့အိမ်တောင်ရေးဆိုတာနှစ်ယောက်အားဖြင့်အုပ်ဆိုးခြင်းကိုလည်းပေးတယ်ဘုရားပေးတယ်အဲ့ဒါကိုတင်သိသွားရင်တင့်ကိုဘာလုပ်မလဲကောင်းကြီးပေးတယ်ဘုရားပေးတယ်အင်္ဂလိပ်လိုက I bless thee အရင်ဆုံးကောင်းကြီးပေးပြီးမှနောက်ကရတယ်လာတယ်ဗမာကတော့ကောင်းကြီးကိုထုံးဆောင်စာလုံးပေါင်းရနောက်ဆုံးမှရေးထားတယ်နောက်ဆုံးမှပေးတယ်ဘုရားမဟုတ်ဘူးသင်အဲ့ဒီအကြံစီနဲ့ငါတို့ဇနီးမောင်နှံအောင်မြင်တော်သူဖြစ်ရမယ်ငါတို့စီမှာပေးထားတဲ့သားသမီးတွေကကိုတော့ပေးတဲ့သားသမီးတွေဖြစ်တယ်ငါစိတ်ဝင်စားတာငါအောင်မြင်စေချင်တာတဲ့ထိုဘုရားကအောင်မြင်စေချင်တဲ့ဘုရားပဲတယ်ငါထိန်းနိုင်တာတဲ့ဘုရားထိန်းတာပိုကောင်းတယ်တော့ဘုရားလက်ထဲမှာအပ်မယ်ဘာလို့16နှစ်ဆိုသင်တို့ကလေးတွေမထိန်းနိုင်တော့တော့ငယ်ရွယ်စဉ်ကသင်တို့ကိုနှလုံးထဲမှာကြောက်ကတ်တွေနဲ့ဝင်သွားဖို့နှုတ်ကပတ်တော်ငါသင်မယ်ငါရဲ့အသက်တာကကြီးသောအမှုပြုဖို့ဘုရားရှင်ကောင်းကြီးပေးမှာဖြစ်တယ်အာမင်လူယောက်ျားလူမိန်းမနှစ်ယောက်ကိုဖန်ဆင်းတယ်ဇနီးမောင်နှံတွေတာ၍အောင်မြင်သောသူတွေဖြစ်ပါစေအာမင်သင်တို့ကိုဘုရားသခင်ကထူးခြားစွာပေါင်းစပ်ပေးထားတာဖြစ်တယ်သူ့ရဲ့ဗိသိက်နဲ့ ordain လုပ်ထားတာဖြစ်တယ်တော့ဇနီးမောင်နှံဘယ်တော့မှကွဲလို့မရဘူးအိမ်တော်ကြီးကွဲလို့ရလားဘုရားသခင်စုံဖက်တော်မူသောအရာကိုလူမခွဲမခွာစေလူခွဲတာထိမ့်သိမ့်မှုလို့လားလို့တယ်အနောက်နိုင်ငံမှာအဖြူတွေဆိုအရန်ကွဲကြတယ်နောက်ပိုင်းဝါဝါဖြူနီတွေလည်းကွဲဖို့လားရှိတယ်စာရမဏေကလည်းနီးမျိုးစုံနဲ့လုံးမှာပဲကွဲမှပတ်စံပိုရတယ်ဆိုတဲ့နိုင်ငံဒီနိုင်ငံမှန်လားဟုတ်တယ်နော်ဟုတ်တယ်မလား single mother တွေပိုရလေဘာလို့ဒီလားအရန်ကွဲစေချင်တာစာရန်ဖြစ်တယ်လိမ်မယ်ခိုးမယ်လိမ်မယ်တတ်မယ်ခိုးမယ်ဒါသူ့ရဲ့တဘာဝပဲဒီနေ့ကျွန်တော်တို့နားလည်အောင်ပါဘုရားသခင် ordain လုပ်ထားတယ်အောင်မြင်စေခြင်းနဲ့ဘုရားဖြစ်တယ်ဇနီးမောင်နှံအဖြစ်တည်တော်ပွားများခြင်းကိုဖြစ်ပါစေရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေလို့နော်